မင်္ဂလာပါရှင်ဒါလေးကတော့ရုံးဝတင်ဖွဲ့သားရင်းနေပေါ့နော်ဒီ amusement park မှာတနေ့ကုန်လဲပြီးတော့ဒါ ride တွေတစ်ခုပြီးတစ်ခုစီးကြတဲ့နေရာလေးပါဒါကတော့ roller coaster စီးရတဲ့သူတွေကိုအပြင်ကနေရိုက်ပေးထားတာပါကိုယ်ကလည်းမစီးရပါဘူးအဲ့လောက်အမြင်နဲ့အချိန်ပြင်းပြင်းနဲ့ဆိုတော့လေစီးရတဲ့သူတွေကတော့ excitement ဖြစ်ဖြစ်နဲ့အသက်ကုန်လွတ်အောင်ကြပြောဖို့အရင်ကောင်းပါတယ်မြင်ကြီးပဲမြင်နေရမြင်နေဒါကြီးကတော့သဘောနဲ့ထိတ်လိုက်တယ်လို့ပဲမူးနှောင်းနေရပဲမနေတန်းကိုမြေးအောင်ကန်ရတယ်ဒါလေးနောက်ဆုံးပြီးတော့ဒါရေထဲမှာဒါဘောလုံး rafting စီးပြီးတော့မတက်ကြသေးပဲနဲ့ပြောနေကြတဲ့ပုံမှာအရင်ကပြောစရာကောင်းတဲ့တင်းပီနေ trick လေးနှစ်ခုပါကျေးဇူးများတင်ပါတယ်ကြည့်ရှုပေးရတဲ့သူတွေ